မိခင်ကတော့ခလိုက်တဲ့အခါနောက်မှရက်နေတဲ့ကလေးတွေကတက်ရှုံမာကြတယ်။တောက်ခတ်တန်ကြီးလာတာနဲ့ရှောင်းတကားကြီးဟင်နေဖွင့်သွားတယ်။သူတို့ကပထမဆုံးချိန်သူတို့အဖွေးချိုင်ကတဲ့ညွန့်ရင်ကိုညင်ရတာဒီနေရာကရရကသူတို့ကိုအားသေးစေခဲ့တယ်။ဟိုထဲမှာထူးဆန်းတဲ့မော်ဘယ်တွေရှိနေတယ်။ဒါပေမဲ့သူ့မိခင်ကအဲ့ဒီပင်ရည်တွေကတီလောက်အစိတ်ကြီးနေလို့အငြင်ကလေးကတတိပေးထားခဲ့ပြီ။ဒါတက်ပို့ပြီးအားသေးစရာကဓာမင်းပေါ်မှာတင်ထားတယ်။မိဖို့ကြောင့်ငယ်လေးတခုကဓာမင်းပေါ်ကအခုထိလောက်ကျွမ်းနေစေ။ဒီနေ့ကနေပေါင်းများစွာလုံမနေတော့တာတိတိတသားပြင်းနေချိန်မှာညခုံတွေကပေါ်ပေါင်းနေတဲ့မိခင်ကကလေးတကူလှုပ်ဝက်ချက်တွေကဒီအိမ်သိမ်းလုံးမှာနေရာထဲမှာရှိနေတယ်လို့ပြောကြနေတယ်။သူတို့ဒီကိုကြောင်းလာရတာကသူတို့မိဘတွေကိုပဲကွာရှင်းလိုက်လို့ဖြစ်ပြီးထရက်ကာကျတော့တာနဲ့သူ့အိမ်လေးကိုဝင်လာကြတယ်။သူတို့ကအဲလစ်ကတိုက်ရှိလုံနေတယ်။ဒါပေမဲ့သူ့ညီငယ်နှစ်ယောက်ကအိမ်ဟောင်းရဲ့လှုပ်ဝက်ဆန်းနေတဲ့အရာတွေထဲမှာကြောက်ကုန်ကြတယ်။သူတို့ကတကနေဝင်သွားပြီးနေရာဘောကခြေပလာကြီးရဲ့အမသားတွေတွေးလိုက်တယ်။ညကြရလာတယ်ထူးဆန်းတဲ့ဖြစ်ချက်တွေဖြစ်လာတယ်။ခြားတကားခောက်တန်တွေကြားတယ်။ကြောက်လို့အဆိုင်မုံကိုနှုတ်ဖို့ကြိုးစားတယ်။ဒါပေမဲ့သူကအေးရော်နေတယ်။ခြားတကားဓာတ်ကိုလန်းလန်းထိကင်ပြီးအတန်ဝင်လိုက်ပြီးဗီဒီယိုတောင်းစီရောက်သွားတယ်။ဗီဒီယိုကိုဖိပြီးဓာတ်ကိုထိုးတင်လိုက်တယ်။ကြေးတဲ့အခြေတစ်ခုကိုခါစားလိုက်ရပြီးဓာတ်ကနောက်ကျကွေသွားပြီးသွေးဆက်တွေတင်းနေတယ်လို့ထင်နေတယ်။ဗီဒီယိုတွေကဒီစစ်တွေအားလုံးကျန်းနေဝကြသွားတယ်။ပထမသူကကြောက်စရာတလဲစာရှိတယ်ထင်တယ်။ဒါပေမဲ့ဂီယူစစ်ဆိုင်ကြီးတော့သူ့အဖို့အိဆွဲခဲ့တဲ့လူသားသားသမားပကြီးချင်းနေတယ်။ဒီမှာတာမှန်တယ်ဆိုရင်တက်တည်ထူးနေတယ်။ချက်ချင်းပဲတရားပေါ်မှာကဟောင်းသစည်းရလိုက်တယ်လူတယောက်ထွက်လာတယ်။သူတင်တာကလူထက်နဲ့ဆုံးတဲ့သူနေတယ်။တကယ်တော့လူတယောက်ကနဲ့ဆုံးတဲ့သဘောတူညီမှုချုပ်ဆိုထားကသူဒီမိသားစု၄ယောက်ကိုသူအင်ကြီးစီခေါ်သွားနိုင်တဲ့သမီးကြရမယ်။နောက်ဆုံးကသူ့မျိုးခေါ်ယူထားတယ်။ဒါပေမဲ့အဖေနဲ့သမီးတွေ့တဲ့အခါသမီးကရှုံသွားပြီးညနာမသားကြောင်သွားတာတွေ့ရတယ်။ဒါကသူ့သမီးစိတ်မဟုတ်ဘူးဆိုတာသိလိုက်တယ်။ရုတ်တရက်တရားအောက်ကနေလက်ကြီးတစ်ချောက်ထွက်လာပြီးလူတယောက်ကိုညရဲဆွဲချလိုက်တယ်။နောက်ဆုံးကလူသွင်းယူပြီးအဖေနဲ့သမီးကြီးဟာဆောင်နေတယ်။သူတို့တကယ်ရေချက်ကအိဟောင်းကြီးထဲမှာဖွာထားတဲ့လောက်ဝါဆောင်ကိုရှာဖို့မကြခင်မှာလူတယောက်ရဲ့အိတ်ကိုရောက်သွားတယ်။ဒါပေမဲ့မိဖေးလိုက်ထားတဲ့ကြောက်တကောင်ကသူတို့ကိုတွေ့သွားတယ်။ကျောင်းကနတ်ဆိုးရဲ့အစားအစာဖြစ်သွားတယ်။နောက်နေ့မှာအပေါ်ကထူးဆန်းတဲ့တန်ကြီးကြားလာရတယ်။ကြားတကလေကားတက်ပြီးစာကြီးကတ်တစ်ခုတည်းရောက်သွားတယ်။ညနေမှာထူးဆန်းတဲ့စာသားကုရိယာတွေတဲ့အရေကိုတူတဲ့တရိစွာတွေချိန်ထားတယ်။အဲ့ဒီမှာသူ့ဖို့အေးရဲ့လက်ဝဲထူးခြားချက်တွေ့တယ်။မိဖေးလိုက်ထားတဲ့စာဝါတစ်ခုတွေ့တယ်။နတ်ဆိုးရှာနေတဲ့စာအုပ်နဲ့တူတယ်။ဒါပေမဲ့ဆန်းနေတာအလုံးကြီးထွားနေတယ်